အားလုံးပဲမင်္ဂလာပါခင်ဗျာ Custom မြန်မာ channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel လေးကနေပြီးတော့ဆရာမင်းခန့်တွေရေးသားထားတဲ့သမိုင်းတွေကကာမာစီထုတ်ခေါင်လို့အမိရတဲ့ဇလန်ကောင်းလေးရဲ့အပိုင်းချက်ကိုတင်ဆက်လို့ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဇလန်လေးမစခင် channel ကို like and subscribe နှိပ်ထားပေးဖို့လည်းတောင်းဆိုလိုက်ပါရစေခင်ဗျာဘုံနာနောက်ထပ်အားပါပြင်းတဲ့လက်သီးတစ်ချက်ကိုထုတ်ဖော်လိုက်ပါတယ်သို့တော့ဥယခရှောင်းတင်းကြီးမဖြူတော့ပါသူ့ရဲ့မျက်လုံးများကိုသာပိတ်ခါနေရာရင်ရက်လို့နေပါတယ်။သို့တော်လက်တီချက်ကလေရဲရင်ရက်တန့်လို့သွားတယ်။ဒဏ်ရာတစ်ချက်များဖြင့်ရင်ထိုးနေတဲ့လူတစ်ယောက်သူ့ရှိမှပိတ်ရက်နေခြင်းကြောင့်ဖြစ်ပါတယ်။ဦးရကမျက်လုံးကိုဖွင့်လိုက်တော့သူ့ရှိမှကာရက်နေတဲ့ဒေါနာကိုမြင်လိုက်ရတယ်။တွေ့ဖိလိုက်ပါ။သို့တော်ဒေါနာကသူ့စကားကိုပြန်မဖြေပဲပုံနာကိုကြည့်ကဆရာကသာကြောက်တက်ကိုယူပါရောက်ရင်ပုံနာသိစိတ်ကပြန်ထဲချုပ်နိုင်ပြီဖြစ်တော့လေအနေငယ်တော့ရှုပ်ထွေးနေစေဖြစ်ပါတယ်။ဒါပေမဲ့သူ့ရှက်ကလူကမတိုက်ခိုက်တဲ့မှန်သိပါတယ်။တက်လိုက်သူ့စိတ်ထဲမှာတွန်းအားပေးတဲ့များဒရဇက်ထွက်ပေါ်လို့လာတယ်။ထိုချင်းစကားတကုန်းကအတမ်းများဖုံးလွှမ်းထွက်ပေါ်လို့လာတယ်။အမှန်တရားကိုရှင်ထဲမှာထုံးလင်းနေပါစေ။သူ့ဆရာရှင်ကြီးရဲ့စုံမစကားကိုပြန်ကြားအောင်ပြီးပုံနာစိတ်များပြန်တည်ငြိမ်လာ၍မိတ်ထားတဲ့ညလုံးများကိုပြန်ဖွင့်လိုက်ပါတယ်။အတန်ကြာအောင်စဉ်းစားပြီးနောက်လက်သီးကိုပြန်ရောက်လိုက်ခါလေကြနေတဲ့တီးဟာနာရှောက်လို့သွားတယ်။တို့တော့တတိလေးနေတဲ့တီးဟာကိုအသာကောက်ထမ်းလိုက်ပြီးနေရာမှထွက်သွားပါတော့တယ်။တူအောင်တော့လား။ရောက်တခုကိုပြောရင်ပြင်ပြီးမှဘာမှဆက်မပြောတော့ပါ။သူ့အနောက်ရှိကာခွေးတပ်ဖွဲ့ဝင်များကိုပြန်ကြည့်ကမတေးတို့ကြာဆုံးသွားတဲ့အဖွဲ့ဝင်တွေနဲ့ဒဏ်ရာရနေတဲ့သူတွေကိုဂိဖဆိုင်တဲခဲ့ကြ။မှန်ပါရောက်မိမပြီးတာနဲ့ဦးရခါကိုတစ်ချက်လှည့်ကြည့်ကခေါင်းရင်းလေးရထွက်သွားပါတော့တယ်။နေရာရင်ဦးရခါနဲ့ဒေါနာနှစ်ဦးတည်းသာကြံရစ်ခဲ့ပါတယ်။သူတို့နှစ်ယောက်မိသည့်စကားမှမဆိုပဲတိတ်ဆိတ်စွာရက်နေကြပါတယ်။ကြောက်စတဲ့အကျိုးပဲများကြနေလေးအောင်ကကွက်ကြားဖြာကြနေပြီးညနေခင်းရဲ့လေပြင်းချင်းကတစ်ချက်တိုးဝေတိုက်ခတ်လို့သွားတယ်။အိမ်ကောင်းရဲ့မှာမင်းတို့ချမ်းသိန်းတော်တွေခြံခဲ့တယ်။ယူပြီးတော့နမ်းမြုပ်မှာရှိတဲ့မင်းရဲ့ဆရာတို့အကိုကြီးစီလိုက်သွား။သူ့စီကိုပိတ်စားဖို့အကြောင်းကြားပြီးပြီ။အနာကမှငါကမင်းဆရာမဟုတ်တော့ဘူး။ဦးရခစကားဆိုလိုက်တော့ဒေါနာရိုင်းနေနောက်လှည့်လာပြီးမျက်နှာချင်းဆိုင်လိုက်ပါတယ်။သူ့နှက်ခမ်းမှာလေးလံနဲ့လေးလံနဲ့ဘာကြောင့်လဲ။ဆရာကအမြင်မြင်ကြီးရဲ့ပုံကိုတယောက်ပါ။အခုကဘာကြောင့်လဲ။ဦးချက်ကပြန်မရှိပဲတောင်ဆွဲချနီးကပ်နေတဲ့နေဝန်းကိုသာငေးကြည့်လို့နေပါတယ်။ဒေါနာလက်အုပ်ချီကတော်တော်ရင်နဲ့ထိုင်ကြတော့လိုက်ပါတယ်။အဲဒီနောက်မိသည့်စကားမှထပ်မဆိုတော့ပဲကြောက်ခိုင်းပြီးတလန်းချင်းထွက်ခွာသွားပါတော့တယ်။ကပဝေးမှာတော့ရိုင်းတိုးလေးကလမ်းလျှောက်နေတဲ့သူတစ်ပည့်ရဲ့ကြောပြင်ကိုတစ်ချက်ကြည့်လိုက်ပါတယ်။ဦးချက်ကမြောင်မှာမြိုက်တစ်စက်တွဲလဲခိုးလို့လာတယ်။အကယ်၍တခင်အောင်မြင်ခဲ့ရင်ဒီရွာလေးကအင်မာရောက်ဩဇာကြီးမာလာမယ်။တခင်ကြရှုံရင်လေပုံနာလိုအလားလားအကန့်အသတ်မဲတဲ့လူတယောက်ပေါ့။ဒီရွာလေးကအသက်ကျွေးတင်သွားမယ်။ရေရွတ်လိုက်ပြီးနောက်သူသိမ်းထားတဲ့အယူပိုင်းလေးကထုတ်ယူပြီးပုတ်တက်လိုက်ပါတယ်။အမှန်တရားကဘယ်မှာများရှိလို့လဲ။ငါတို့ကကိုနဲ့ကိုက်ညီမဲ့အမားတွေကိုလက်ခံကြရတာပါ။စကားဆုံးတာနဲ့အကျိုးပိုင်းကသူ့ရင်ပါအသားရနေဝင်လို့သွားလေတယ်။နာကျင်မှုကြောင့်ရှုံးဝဲနေရမယ့်အစားသူမျက်နှာမှာလေးနဲ့တော့အပြုံးတစ်ခုသာချိတ်ဆွဲထားပါတယ်။ညနေခင်းရဲ့နေရာအောက်မှာတော့ကြောက်စာတိုင်များကြားအဖိုးတယောက်ရဲ့ခန္ဓာကိုယ်ကတွေးချင်းလဲပြူလို့သွားတယ်။ရင်းခွာသမျှဆူညံသွားဖြစ်ရဲမတစုတော်လေးတိုင်းအတော့နှင်းလို့လာတယ်။ရွာရီဟာနီးရောက်တော့သူတို့မြင်းများကိုရက်တန့်လိုက်ကြတယ်။ရဲမဖို့တူကအနီးနားရှိရွာသူရွာသားများကိုတစ်ချက်ဝှက်ကြည့်ပြီးသူခါချမ်းမှာပေးရအောင်ထုတ်ယူလိုက်ပါတယ်။၎င်းပရပိုက်တွင်နာနေတင်ခွေတိုင်းမှာဖြစ်ကြတဲ့စကြအမတ်သားနဲ့ချင်းတဲ့အမတ်သားနောက်တစ်ခုစီတွင်ထည့်သွင်းထားပါတယ်။မင်းတရားမိတ်တော့နာခံစီသူစားချီလိုက်တာနဲ့အနာတဝါရှိရွာသူရွာသားများမှာလူများတုတ်လျက်နှစ်ဖူးအားမြေပြင်တွင်တိကအယူသည်ပေးလိုက်ကြတယ်။နေ့စဉ်ကျင်းမာမြေဖြစ်တော့ကြောင်စကားတိုင်းသမင်စားတင်လိုက်ပြီဖြစ်ကြောင်းကြေညာလိုက်ပါတယ်။မိသည့်တိုင်းစစ်တင်တင်ရောက်ရှိနေသောလူငယ်မဆိုပါဝင်ရှင်းပြခွင့်ရှိစေသည်။တိုင်းသမင်တွင်အောင်နိုင်ပါမူဒိုပုတ်ကွာသူရဲဝဲချီးမြှင့်ကမင်းဗန္နာမှာနှစ်သက်ရဆုလက်တစ်မျိုးရှောက်တင်ခွင့်ရှိစေသည်။အဆိုပါလူငယ်အား၎င်းကိုစားပြုသည့်ရကြေးဒေတာအားနှုတ်အကွန်ကင်းလို့စေသည်။ကောင်းမြတ်လှကြောင်းပါအရှင်။အမိတ်စာစုံတော့ရွာသားများမှဦးကောင်းမောလာပြီးတခဲနဲ့ထောက်ခံလိုက်ကြပါတယ်။ရဲမဖို့ကအမိတ်စာခါးချဖြတ်ထဲကရုံးအောင်ပြန်၍ထွက်ခွာသွားပါတော့တယ်။ဤသို့ဖြင့်အင်မာယာအတွင်းမှာရှိတဲ့ဒေသကြီး10ခုလုံးစုတို့ကျော်စကားတိုင်းပြည်ဝဲတရင်ကတော်မိမမှာပြန့်နှံ့လို့သွားပါတယ်
အေယာဝတီမြစ်အနောက်ဘက်မှာတော့ရွာငလေးတွေရှိပါတယ်။ပဲစင်းကောင်အယိုးကိုခြံစည်းအဖြစ်ဖျို့ဖျဲကာရန်ထားပြီးဟောင်းနှံ့နေတဲ့တစ်သားအဆောက်အဦလေးတစ်ခုကရွာအစုံများတွင်၆ကတိတ်ဆိတ်စွာတည်ရှိလို့နေတယ်။တစ်သားအဆောက်အဦလေးထဲမှာတော့လူငယ်တို့လက်အုပ်ချီလျက်ထိုင်နေကသူရှိတွင်အိုမင်းနေတဲ့ဖုံးတော်ကြီးတစ်ပါးရှိပါတယ်။တပည့်တော်ကိုတွားခွင့်ပြုပါအရှင်ဖေ။လူငယ်လေးကလက်အုပ်ချီလျက်ဒီလိုတည်းတောင်းဆိုလိုက်ပါတယ်။ဖုံးတော်ကြီးကကြော်ပြားလေးချက်ကိုထုတ်ယူ၍ကြောက်တံဖြစ်ရေးချလိုက်ပြီးမဟာဖုတ်ရဖုတီအားကောင်းတဲ့ခီးပဲအေးမောင်ထုံးတကားငယ်တက်တဲ့ပညာကိုတလွဲမသုံးနဲ့ကွတကားလေးကဒိုင်းပညာမှာပါရမီထုခဲ့တော့တုံးဝချက်ကလည်းဟေးရှိသေးတော့ရတနာသုံးပါးကိုမမေ့ရော့နေကြားလားတင်းမဖေတပည့်တော့မှတ်သားထားပါမယ်ဘုန်းတော်ကြီးမှထရပြီးဘုရားရှင်မှာတစုံတစ်ခုအားယူအားပြန်ထန်လိုက်ပါတယ်အာဒီနောက်သူ့လက်ထဲမှာပစ္စည်းလေးဟာမောင်တော်စီပေးလိုက်ပါတယ်ပရီးကောင်းနဲ့တီလေလေးပင်ဖြစ်ပါတယ်လန်ခီမှာမကြာခဏရိတ်တာမရီစိတ်ရမယ်ကြားလားဘုန်းတော်ကြီးကပြောတော့မောင်တော်မှာကောင်းချင်ရင်တင်းမဖေကြောက်တဲ့ရွာလေးအထွက်တင်တော့ယနေ့လူများစီကားလို့နေကြတယ်မောင်နာဒါလေးယူသွားဦးသူရကအထုပ်တွေတထုပ်ကပုံနှက်တဲ့ထည့်ပေးလို့လာတယ်ဦးလေးသူရဒါကပုံနှအထုပ်လေးကစမ်းကြည့်ပြီးရိတ်ခါလည်းမဟုတ်အတုံးဆောင်လည်းမဟုတ်တဲ့ဖြစ်မေးကြည့်လိုက်ပါတယ်အစကတော့အမောင်ကိုငွေပြားလေးတွေတုံးဆဲကိုထည့်ပေးမလို့ပဲတို့ပေတီငွေပြားနဲငယ်ထက်ဒီစားတွေကကြောက်စကားမှာပိုစည်းကောင်းရတော့ကွငွေပြားများများပိုသုံးရတာပေါ့ကွဘုံနာကောင်းညင်လိုက်ပါတယ်ကျုပ်ဒီရွာလေးကလူတွေပေါ်ကျေးဇူးကြီးတွေများပြားလုပ်နေပါပြီဒါနဲ့တေချာပေါ့လူတဲ့အခွင့်အရေးပြောပါအနည်းနာရှိရွာကအမောင်စီကဒီလိုစကားကြားရတာပဲဝမ်းသာတယ်လန်ခီမှာအဆဆရကျူးဆိုင်ကွဘုံနာမတာထားပါမယ်ရောပြောရင်ရွာကလုံးချီယူသည်ပေးလိုက်ပါတယ်သူလေးသားမှုနဲ့အမှန်မှန်ထိုက်တန်သောပုဂ္ဂိုလ်တို့ပင်ဖြစ်ပါတယ်ထို့သည်ရှောင်းရင်ပြီးရင်အမြန်သွားရအောင်တိုင်းသမီးကစတင်အောင်နေလောက်ပြီကျွတ်သားပြည့်ဖြစ်တောင်တင်သောလူငယ်ကလှဲပုံနဲ့လှဲနေလန့်ခေါ်လိုက်လေတယ်ကျွတ်သားပြည့်ခန္ဓာကိုယ်တွင်ဆေးပြင်းများသွေးလင်းကခြေစားမယ်ရစ်ပတ်ထားတဲ့တရားပုံစံကြောင့်ပုံနာအနေငယ်ပြုံးလိုက်မိတယ်ပြီးခဲ့တဲ့နေ့ရက်လုံးသူကိုယ်တိုင်တေချာကူးဆိုင်ကုသပေးခြင်းကြောင့်အနေငယ်တတ်တာနေပြီဖြစ်ပါတယ်တကယ်တော့သူ့ရဲ့တန်မိုင်ကြက်ခိုင်မှုကြောင့်လည်းအင်းများထိမြန်ဆန်စွာပြန်ကောင်းလာခြင်းဖြစ်ပါတယ်ပုံနာလဲပေါ်မတက်ခင်တနည်းအားဖြင့်အကြည့်ရောက်လို့သွားတယ်လုံးနဲ့မဒီမဝေးတွင်တော့လူငယ်တယောက်ကြောင်လုံးတလုံးပေါ်တိတ်တဆိတ်ထိုင်လို့နေပုံနာလှမ်းကြည့်လိုက်တီကိုမြင်တော့ခက်ပြော့ပြန်ပြီးပြုံးပြလာတယ်ဒေါနာမှာရခိုင်တက်တိတိတတ်တာတိတ်ဆိတ်လို့သွားတယ်ရောင်းမလွေကျန်သောသူကစကားပြောဒီမှာမရှိသလောက်နေသွားပြီးပုံနာကိုပင်တခွန်းစနှခွန်းစပြောပါတယ်သို့တော်သူစိတ်ထဲတွေမိတို့ခံစားရနေပြီကိုပုံနာကောင်းကောင်းနားလေလို့နေတယ်ရောင်းရင်တော့နမ်းမြုပ်ကိုမတော်ပဲဒီရွာလေးမှာပဲဝိုင်းဆက်လို့ကိုစောပြလိုက်ပြီလားဒေါနာအဝေးကိုမျက်နှာလွှဲရင်ဒါကအကျုံရွေးတဲ့အရာပါလေလက်ကြီးတာပါသေးရောင်းရင်ရုတ်တရက်ပုံနာခါကြမှာတေပြားလေးတစ်ချက်ကိုတောက်ကပေးလိုက်ပါတယ်ဒေါနာတေပြားလေးကိုကြည့်ရင်ပုံနာကိုမောကြည့်လိုက်တယ်ဒါကကျုပ်သီးသည်များအတိုင်းပညာရဲ့အနှစ်သာရတွေစုပေါင်းပြီးဖန်တီးလိုက်ပညာလေးပါရောင်းရင်ဒေါနာလက်ခံပေးပါမပြည့်စုံသေးဘူးဆိုပေမဲ့အထောက်ကူတော့ဖြစ်နိုင်ပါတယ်ပုံနာတောင်းဆိုမှုကဒေါနာမငြင်းပါဘာပဲဖြစ်ဖြစ်ပုံနာဟာတိုင်းပညာတွင်အမှန်ပါရီပါသူဖြစ်ရာသူပန်တီးထားတဲ့အရာမှာတာမန်ဖြစ်လိမ့်မည်မဟုတ်ပါအဲ့ဒီနောက်ဒေါနာကိုလည်းနှုတ်ဆက်လိုက်ပြီးလက်ရှိကပြန်လှည့်လာချိန်ရွာထက်မြေဝိုင်းနားမှာရှိရတုတစ်ခုပေါ်သို့အကြည့်ကြောက်လို့သွားတယ်မဟာဝိရုဒနတ်ရုပ်ထုကအဆောင်ရောင်အပြည့်စုံဖြစ်နန်းထဲတွင်အခန့်သာရှိလို့နေတယ်ပုံနာနတ်ရုပ်ရှိတွင်စူလောင်းနေကြတဲ့ရွာသူရွာသားများတစ်ချက်ကြည့်လိုက်တယ်အားလုံးရဲ့မျက်နှာထက်တွင်တော့ရုံရည်ချက်ညှို့နှင်းချက်များထင်ရလို့နေတယ်ပုံနာမြည်သည့်စကားမှမဆိုတော့ပဲလဲပေါ်သို့သာတက်ထိုင်လိုက်ပါတယ်တချို့အမှန်တရားများဟာမနေ့ပြန်အတွက်ယုံကြည်မှုတစ်ခုစာလောက်ပင်အရေးမပါပါလဲလေးမှာတီးဖြစ်ထွက်ခွာချိန်ရှောင်းရင်ဒီပညာမှအမြင်မပါဘူးလောနာရဲ့လှမ်းမေးတန်ကြောင့်ပုံနာခေါင်းကုပ်စဉ်းစားလိုက်ကအများကျိုးအတွက်ရည်ရတာမလို့ဒါမှလိုပဲလွယ်လွယ်ခေါ်လို့ရရောင်းရင်တို့နောက်လဲလေးမှာလမ်းမလေးနေရာအောက်တေးဖြစ်ထွက်ခွာသွားပါတော့တယ်ထွက်ခွာသွားတဲ့လဲလေးကိုကြည့်ဒေါနာကခတ်တူတူရေရွလိုက်တယ်ကာမပညာဒါဟာအာယုံရဲ့နေရာတစ်ခုလားခန်းစားလိုက်ရပါတယ်ကာမကျဲထဲမှာရှိတဲ့သူတို့ညောင်ဆောင်ခရင်ထက်လူတစ်ယောက်လဲလျောင်းနေပြီသူ့ချီတွေလူနှစ်ယောက်ဒူးညွတ်ခါစားလို့နေကြတယ်ခါစားနေသူနှစ်ဦးနဲ့တဦးမှလမ်းဆောင်တက်မှုသတို့တရားဖြစ်ကကျန်တဦးမှာတော့ငွေရောင်ဝင်းအောင်ချီဝစ်စင်ထားတဲ့အမတ်တဦးဝင်ဖြစ်ပါတယ်ညောင်ဆောင်ထက်မှာရှိတဲ့ရွှေနှန်းရှင်ကတည်ငြိမ်တဲ့လေတံဖြစ်အာရမလက်နက်နဲ့ဝင်းကြီးပေါင်းဆက်300တော့ပြန်ကောင်းလာတာလားသူ့နေရှိရွှေရောင်တောက်ပနေတဲ့လှန်ကိုကြည့်လိုက်က
ဟိုဝိဇ္ဇာယူအရေးကရောအချိန်နေပါရှိတယ်ဝင်းရုံဖြူဝှစ်စင်ထားတဲ့အမတ်ကခေါင်းကိုငုံလျက်ပင်ရှောက်တင်လိုက်ပါတယ်မှန်လားပါဖေဒီကာလတွေမှာသူတို့ရဲ့လှုပ်ရှားမှုငြိမ်သက်နေကြမှာဖေကျွန်တော်မျိုးတစ်ချိန်လုံးစောင့်ကြည့်နေပေမဲ့အကြီးကိုင်းကနတ်ဘူးဇော်ပွဲနဲ့ဘာသာရေးအောင်ဝဲမှာတပါအခြားမှုရမမြင်ရကြောင်းပါရွှေနှင်းရှင်ကတပိခတ်ထုတ်ချလိုက်ကအကြီးတွေဟာအမြင့်တွဲတဲ့ယောဂါလိုပဲတခြားအကြောင်းရင်းမရှိတော့အပြစ်သားတွေကိုလက်ခံထားတာငါရဲ့အာနာဇက်ကိုတိတ်ဆိတ်တုံ့ပြန်နေတာပဲပြောရင်သူ့တံမှာကျေလောင်ဟိမ့်ထွက်လို့လာတယ်တက်မှုကြောက်စကားရကိုသွားပြီးသူ့ကိုတင်းသွင်းခဲ့ကြီးမဟုတ်ရင်သူညောက်ခလုတ်တွေမကြမ်းရေးစေနဲ့အမိတော်တိုင်းမှာရှင်တက်မှုမှာမီးတွေစကားမှမစိုးတော့ပဲအယုသေးပြီးရင်နောက်ဆုတ်ကခမ်းမထဲမှာထွက်သွားပါတော့တယ်ရွှေနှင်းရှင်ကကြံနေခဲ့တော့အမတ်ကိုကြီးကဟိုမင်းဓမ္မရာသာတက်မှုကိုဘယ်လိုမြင်လဲခမရခတ်လာကြောင်းပါရွှေနှင်းရှင်ကအမတ်ကြီးအားဆက်ကြည့်လိုက်တယ်မှန်ရကိုရဲရဲလျှောက်တင်စမ်းအမတ်မင်းမအနှင်းငယ်ထိတ်လန့်သွားပြီမမဖေတက်မှုဟာနှစ်ဖက်ဓားသွားလို့လူမျိုးလို့ခမ်းမမိပါတယ်အမတ်ကြီးလျှောက်တင်နေစားဆုံးတော့ရွှေနှင်းရှင်ကတစ်ချက်ပြုံးလိုက်ပြီးဒါကသူ့စီမှာရှိတဲ့ငါကိုရောမြရဲ့သဘောကျတဲ့အချက်ပဲလေဘုံသားတို့ရဲ့လဲလီမှာလက်ခွေးများကိုဖြတ်တန်းကဒေါ်လန်လေးတိုင်းတွေး၍ခီးဆက်လာခဲ့ကြတယ်လမ်းမေးဝဲရတစ်ချောင်းမှာတော့အစိမ်းအောင်လှိုင်းငယ်လေးများကဲ့သို့လက်ဆက်တဲ့လင်းရဲတစ်ချက်တိုးဝေသွားတိုင်းပြိုးပိန်လေးများမှလှုပ်ရမ်းလို့သွားကြတယ်ဝေးကွာတဲ့အရက်စီမှာကျင်းငှက်တန်းကားတို့ရဲ့ဆူးချချအော်မီတာမှာလမ်းမေးဝဲရတွင်ပြန်ရဲတည်ရှိနေတဲ့ဈေးရင်ငယ်လက်စစ်များမှဆဲတဲ့တံများနဲ့အပြိုင်ထွက်ပေါ်လို့နေလေတယ်ရောင်းရင်ပုံလားဒီလေးနဲ့ဆိုကျတို့ကြောက်စကားရောက်ရင်တိုင်းသမီးမရှိတော့မှစိုးရင်ရတယ်စီမီတစ်ခုကိုကိုက်သွားရင်တီးဟာတွေးစားစားပြောလိုက်ပါတယ်ဆိုရတော့ကြောက်တိုင်ရွာနဲ့ကြောက်စကားရွာကြီးမှာယူဇနာ100ခန့်အကွာဝေးတွင်ရှိပါတယ်ကြောက်တိုင်ရွာမှာပုပ္ပဒေတာနဲ့တညာဝရီနေဆက်တွင်ရှိပြီးကြောက်စကားရွာကြီးမှာတော့ကြောက်စကားဒေတာတွင်ရှိရာအလန့်ဝေးရလို့ဆိုရပါမယ်ခရီးကြယူမတောင်များကခြားနာထားသည့်တစ်ဖြစ်လက်ဖြစ်ဆိုတာကအချိန်ကြာမြင့်သွားနိုင်ပါတယ်ဘုံတော့မျက်ခုံးအနေငယ်ကွင်းညွတ်သွားပြီးကျုပ်နီလန်တစ်ခုကိုကြမ်းစပါအောင်မယ်သူလည်းကိစ္စကိုတွေးမိတော့လဲချက်ချင်းဖြေရှင်းရနီလန်မရှိသေးပါအကယ်၍တဦးရဲသာခြေလင်းအမျက်ခီးဆက်ပါကတိုင်းသမီးကိုအမိရောက်နိုင်ပါလိမ့်မယ်သို့တော့တရားမှာဒဏ်ရာချက်ကြောင့်ခြေလင်းအမျက်ခီးဆက်ရမှာမဖြစ်နိုင်ပါထို့ပြင်တရားရဲ့ဒဏ်ရာမှာသူဟာကိုကြီးကဲရသည်ဖေဟာဒီတိုင်းထားတော့ရပါမည်လို့ရောက်ရင်သင်ရင်သွားနေလို့ရပါတယ်ကျုံနောက်ကတရားစကားမဆုံးခင်မှာပဲဘုံနာဖြစ်ပြောလိုက်ပါတယ်နေပါရောက်ရင်ဒီဟာကျုပ်အဆင်ပြေပါတယ်ဒါကဘုံနာသဘောထားပင်ဖြစ်ပါတယ်တိုင်းသမီးကိုမရှင်ပြန်ရပါကလည်းရှင်ကြီးကုသမှာတော့စေပတ်ဝင်အပင်များတခြားကြီးဖြစ်ရှာဖွေနိုင်ပါသေးတယ်မိစိန်ကောင်တယောက်ကိုမူမိသည့်နေရာတွင်တက်ရှာရပါလမ်းတစ်နေရာရောက်၌လှဲလေးမှာကြည်ဟူသောညီးတံပေးကရတန်းလို့သွားလေတယ်လဲမောင်းသူရွာသားကပုံနာတို့ဘက်လှည့်ကအဆွေတော်တို့ရှင်းမှာရုံးမတောင်ကြားကိုဖျက်ရတော့မယ်အဲ့ဒီတောင်ကြားကတောပုံးတွေခိုးအောင်ကျင်လည်နေတတ်လို့တတိဝရိယရှိဖို့မှားပါရစေလဲမောင်းသူမှာရောင်းမွေးဖြစ်လိုက်ဖို့ပြီးတော့တာမန်ရွာသားတို့ဖြစ်ဟာပုံနာဟာစီးစရာတရားကိုတခြားဒေသမှာဧည့်သည်ဟူ၍သာသိထားပါတယ်ထို့ကြောင့်စေတနာဖြင့်အတိအပြပြောဆိုခြင်းဖြစ်ပါတယ်ကောင်းပါပြီဆွေကျုပ်တို့သတိထားပါမယ်ပုံနာပြန်ဖြေပြီးတော့လဲလေးမှာယူမတောင်ကြားတွင်စတင်ဝင်ရောက်ခဲ့ပါတော့တယ်ဘလောက်တားရလိုက်လဲပတ်ဝန်းကျင်ဟာအနေငယ်မျက်စိကစားရင်တရားကိုပုံနာပါမှတ်ချက်ချလိုက်မိပါတယ်မြန်မာသောတောင်တန်းများအစီအဖြစ်၎င်းတောင်တန်းများထိပ်ပိုင်းမှာတော့တိမ်ဆိုင်တိမ်လေးများချိတ်ဆွဲထားတဲ့ကဲ့သို့တည်ရှိနေပါတယ်တောင်ကြီးချိန်ဝမ်းများစီမှာချောင်းရည်စီးစံတက်တက်ထွက်ပေါ်နေပြီးတည့်ရဆူနဲ့မြေသင်းတန်းကတောတောင်တဘာဝကိုတောက်ဝင်နေစေပါတယ်ရင်အခိုက်တက်မှာတော့နောင်ကြီးတို့ကဲကြပါဦးအော်စနဲ့တူလူငယ်တယောက်ပေါက်ပြက်ဒဏ်ရာများဖြင့်ပုံနာတို့လဲရှိရာပြေးလာလို့နေတယ်သူလက်တစ်ဖက်ကအထော်လေးတစ်ခုကိုကင်ထားပြီးတော့အခြားတစ်ဖက်မှာတော့မိန်းကလေးငယ်တူဟာတင်းကျပ်စွာဆောက်ကင်ထားပါတယ်အဆိုပါလူငယ်မှာပုံနာတို့အနီးရောက်တော့ထမှန်အကူကြီးတောင်းပြန်တယ်နောင်ကြီးတို့ကျတို့ကိုကူညီကြပါဘာရေးရှိတာမိတ်ဆွေတရားကလှမ်းမိလိုက်တော့လူငယ်ကကျုပ်ကအထဲလေးကုန်တယ်ပါကျောင်းစကားပွဲတော်မှာဈေးရောက်မို့လားရုံမကိုဖျက်တဲ့အချိန်တော်ဘုံတွေရောက်လာကြပြီးပစ္စည်းနဲ့မြင်းကိုလူရတဲ့အပြင်အသက်ကိုပါရန်ရှာကြပါတယ်ကျုံမိတ်ဆွေတွေအသက်ဆုံးမကြပါပြီကျုံနဲ့ကျုပ်စင်ဒီပဲအလင်းမှာထွက်ပြေးလာခဲ့ကြတာပါလူငယ်မှာပြောရင်ခြေလက်များပင်တုံရင်လို့နေတယ်ရုပ်ရက်သူပဲရှိအမျိုးသမီးမှာတော်တင်ရတာတို့လန့်ကြည့်လိုက်ရင်သူတို့လိုက်လာကြပြီဟိုမှာပုံနာတို့အမျိုးသမီးပြောတဲ့နေရာကိုလှမ်းကြည့်လိုက်တော့အဝတ်ငငယ်ပိုင်းကိုပုံမှန်မကြဝတ်ဆင်ထားတဲ့တချိန်များကင်ထားတဲ့လူ9ယောက်
သူတို့ရှိရစီဥတီ၍မြင်းကိုစီပြေအပြင်းထင်လာကြပါတယ်လင်မောင်သမားမှာကြောက်ရံတရားဖြစ်သွားပြီးကုန်းတဲ့လင်မယားနဲ့အတူပေါ်နာတို့နောက်၌ပုံဝင်နေပါတယ်ဓမြများမှာပုံနာတို့အနာလျှောက်တော့မြင်းပေါ်မှာဆင်း၍လက်ကိုဝင်းရလိုက်ကြတယ်ဓမြအဖွဲ့ထဲမှာခေါင်းပေါင်း2ယောက်နဲ့မုံစစ်ရှိတဲ့ဓမြမှာလက်ရှိအားဆွဲထုတ်လိုက်ပါတယ်နေရာအောက်တွင်ဓားလေးယောက်မှာတောက်ပါလို့သွားတယ်အနှဲငယ်မှာလှုပ်ရှားမယ်မကြံနေနဲ့ရှိတာအကုန်ထုတ်ကြတယ်အလိုတဲကျန်းလာတော့ရုံးမသားတွေတော့ဟောက်ရမရှိဘူးကလောက်လောင်စကားတန်ကြောင့်ဓမြတူးမှတရားကိုဓာပြည့်ရွယ်လျက်အထောက်အတိချချူလိုက်ပါတယ်ထွားချင်းတတ်မာတဲ့ခန္ဓာကိုယ်တွေဆေးမြများသွေးလင်းကထားတဲ့တရားပုံစံကိုမြင်တော့တစ်ချက်ရီမောလိုက်ကအလိုယောဂတတွေကကုံရောက်ဝဲကြတာပဲတရားဓမြကိုကြီးကလက်မြတွေညွတ်မြီအောင်ချိုး၍လဲပေါ်မှာဆင်းလိုက်ပါတယ်ရုတ်တရက်ပုံနာလာတစ်ဖက်ကသူ့ပကုံးကပို့လိုက်တဲ့ဖြစ်ရက်တန့်လို့သွားတယ်ဒီကတော့ပုံလို့ကျိုးတို့မှာအဖို့တန်တာမရှိပါဘူးကျော်စကားတိုင်းသမင်ကိုသွားလေပက်ရုံမှာဒီကနားမလည်တဲ့အကြည့်များဖြင့်ပုံနာကိုလှမ်းကြည့်လိုက်ပါတယ်သူ့မိတ်ဆွေဟာအဘဲเจ้าစကားဖြင့်ဖြည့်ရှင်းနေရပါသလဲမတွေးတတ်ပါတိုက်ခိုက်ဖြည့်ရှင်းလိုက်ပါကပုံမမြန်ဆန်ပြီမဟုတ်ပါလားပုံနာတစ်ချက်ပြောလိုက်ပြီးကျုပ်တို့အလဲလဲလောက်ကြရင်ရောကျုပ်မှာစားတလို့ပါတယ်မြင်းကောင်ပဲယူမယ်ဘလို့လဲအလဲအောင်ခေါင်းပေါင်းတဲ့ဓမြကဘာလို့တော့မိုက်မဲတဲ့အကြံလဲတင်းတို့တည်ရင်ဒါတွေကကျုပ်ပိုင်ပဲလေဒါပေမဲ့ကျုပ်ဒီနေ့ရှိဝနှစ်ဖျားစီဥပုပ်ယူထားတဲ့အတွက်အသက်ချမ်းသာပဲလွတ်ရပြေးစီနောင်ကြီးဒါအခွင့်ကြီးပဲအတော့ချလိုက်ပါပုံနာကိုကွင်ကုံတဲ့မျိုးသားကတီးလို့ပြောလိုက်ပါတယ်ပုံနာကအနှဲငယ်ကောင်းခါရင်ဓမြမြလှည့်ပတ်ကြည့်လိုက်ကတင်းတို့အလိညာတွေရက်လိုက်ကြတော့ပုံနာစကားကိုကြားတော့ဓမြကောင်းဆောင်အားထင်ရနဲ့အတင်းဘလို့သိစားတရားဝင်ပုံနာစကားကြောင့်အနှဲငယ်နားမလည်နိုင်ဖြစ်သွားရပြန်နေတင်းတို့ရဲ့ဓာတ်တွေကိုကြည့်လိုက်ပါဓာတ်ဘက်ကငှက်ပုံအမှတ်သားကဓာတ်တိုင်းမှာပါနေတယ်တော်မောင်ဓမြတွေမှာဒီလိုလေးတာမရှိဘူးအဲ့ဒီတော့ပုံနာကနောက်ပြန်လက်ကကုံတယ်လင်မယားအားကြည့်လိုက်ပါတယ်တင်းကအထက်လေးကုံတယ်လို့ဆိုခဲ့တယ်နော်တင်းလက်တွေကိုပြန်ကြည့်ပါထင်ရှားတဲ့အမာယုံနဲ့မီးတောင်ကတ်တွေဆက်ဆက်ပြောရရင်တင်းတို့ကတန်ကုံတယ်တွေနဲ့လုံသားတွေပဲကုံတယ်မျိုးသားကခက်ရည်ပြုံးကခေါင်းညစ်လိုက်ပါတယ်နောင်ကြီးကတကယ်ကိုအမြင်ဆူးရှာပါပဲမှန်တယ်ကျတို့ကတန်ကုံတယ်တွေပါတခြားကုံတယ်တွေစီကပြန်မျက်ရှာတာနောင်ကြီးနဲ့မှပေါ်လာတာပဲဘုံနာကတော့တည်တည်ငြိမ်ငြိမ်ဖြစ်ပါတယ်အမှန်တော့သူမတိုက်ခတ်ခဲ့ရသည်မှာတို့သူများထံမှတက်ဖြတ်လူစိမ့်နဲ့ရက်စက်မှုကိုမခံစားရခြင်းကြောင့်ဖြစ်ပါတယ်မဟုတ်ပါကဗျသနာကတန်းအာရုံခံနိုင်ပါတယ်ဒီကတော့မျက်လုံးအပြူးသားဖြစ်ပုံနာကိုကြည့်ကဇိုင်းပုံနာတင်မဒီလိုဖတ်ကြံရှိသေးတာပဲတော်ပါပြီပုံနာတစ်ချက်ပြုံးလိုက်ပြီမဟုတ်ပါဘူးတခြားသူတွေကတုံးကြလို့ပါပုံနာစကားကြောင့်ဒီကမျက်နှာမှာရီမောနေရမှာမရက်လို့သွားတယ်၎င်းဖြစ်ကိုကြီးကပုံနာတစ်ချက်ပြုံးလိုက်ပြီတန်ကုန်းတဲ့ခေါင်းဆောင်ကပြန်ကြည့်လိုက်ပါတယ်ကျုံမှာစားထုတ်ပါတယ်ခရီးလင်လှူတဲ့အတွက်မင်းနဲ့လဲလှဲကြမလားအလိုစားထုတ်နဲ့မင်းကတော့ပြောရခက်တယ်လားတန်ကုန်းတိုင်းရဲ့တုံးဆက်နေတဲ့အမူအရာကိုမြင်တော့ပုံနာလက်ကရေကလေးလှုပ်ရှားသွားတယ်ခေါင်းပေါင်းနှဲအောင်နဲ့လူရဲ့တာကသူ့လက်ထဲအသားရပါလို့လာတယ်ဒါလူခံရတဲ့အနှဲအောင်ခေါင်းပေါင်းနဲ့ဓမြအတူမှာတိုင်းကြောင်သားအဆင်းသာရှိသဖြင့်ပုံနာရဲ့လှုပ်ရှားမှုဟာအကြောင်းသားငေးနေမိတယ်ဒီဓာတ်ကတကယ်ကောင်းကြပဲစမ်းကြည့်ချေရောင်းရင်ပုံနာလက်ထဲကြီးတရှိဟာတရားထံပြစ်ပေးလိုက်ပါတယ်ဒီဟာသူ့လက်ထဲရောက်လာတဲ့တရှိဟာလက်နှစ်ဘက်ပြစ်ကန်၍လိန်ကွေးပစ်လိုက်လေတယ်ဟာဓမြပွဲမှာလူပါလုံးညလုံးများပြူးချေလို့သွားကြတယ်မကြမီလိန်ကွေးနေတဲ့ဓာတ်ကြောင့်ဟာအစောပိုင်းကသူ့ဟာလှောင်ထားတဲ့ဓမြအတုရှိပြစ်ချပေးလိုက်ပါတယ်ဓမြအတုမှာတီးဟာကိုပင်ရဲရဲမကြည့်ဝန်းတော့ပဲဆရာတော်မြတ်တုံတွေကမတိမတာနောက်ဆုတ်လို့သွားတယ်တန်ကုန်တဲ့အမျိုးသားမှမျက်နှာအနှင်းငယ်ပြတ်သွားဟန်တူတယ်ပုံနာတို့ကကျော်စကားတိုင်းသမင်တို့တွားရောက်ကြည့်ရှိတော့တာမန်တိုင်းသမားများလို့ထင်မှတ်ခဲ့ပုံရပါတယ်ရခုံကိုသူမှားရင်သွားခဲ့လိမ့်ပြီဒီကနောင်ကြီးတို့ကပြိုင်ပွဲဝင်မဲ့တိုင်းသမားတွေပဲကျုံမကိုစိတ်တယ်မထည့်ပါနဲ့နောင်ကြီးတို့စားတော့လေလက်မခံဝင်ပါဘူးလေကျုံမပြန်ချင်တဲ့အနေနဲ့နောင်ကြီးတို့ကိုမျက်နှာအောင်စီလက်ဆောင်ပေးလိုက်ပါမယ်ကောင်းနေတော့တင်ကမနှမျောမှတော့ကျုပ်လက်ခံရမှာပေါ့ပြုံးရှိနေတဲ့ပုံနာမျက်နှာကိုကြည့်ရင်တန်ကုန်တဲ့အမျိုးသားမှစိတ်ထဲမှာငိုကြွေးနေမိတယ်အဲ့ဒီနောက်ပုံနာတဲ့တီဟာတို့မင်းနှကောင်စီကြားပန်းရွေးယူကလင်မောင်းသူကပြန်စီလိုက်ပါတယ်ကဲအဆွေတော်တို့နှုတ်ဆက်ပါတယ်တန်ကုန်တဲ့အုပ်စုကနှုတ်ဆက်ပြီးစီနဲ့မင်းဆက်ကျူကစက်ကနေဆောင်ကထွက်ခွာသွားခဲ့ပါတယ်တရားကသူ့နှစ်ဘေးမှာအမိလိုက်လာကရောင်းပုံလားဒီလူတွေကလူကောင်းနေမဟုတ်ဘူးလားနင်းကဲတင်နေဒီကစကားကိုကြားတော့ပုံနာအနှဲငယ်အရှင်လျှော့လိုက်ပါတယ်သူတို့မတိုင်ရင်ကလေးကဒီတောင်ကြားကတောင်းဝန်းဓမြတွေကျင်းလည်ခဲ့တဲ့နေရာလေသူတို့တွေကတောင်းဝန်းဓမြအစ်စ်မဟုတ်တဲ့အတွက်အကန့်အသတ်ရှိရဲ့တက်ဖြတ်ထားတဲ့ပစ္စည်းပဲအလိုရှိကြရုံမှာသူတို့ကိုနှင်းလိုက်ရင်နောက်ဘက်ကသူတို့ထပ်ပူဆိုးမှကျင်းနေတယ်
ဘုံနာစကားဆုံးလာနဲ့မြင်းကိုအရှင်တွေကအပြင်းမောင်းနေပါတော့တယ်။ရိုးမတောင်ရရှောက်မှာတော့မြင်းဤတံများကပက်နေတဲ့ကျင်းခဲ့ပါတော့တယ်။ကြောက်စကားဒေသတမတီဘနန်းမျိုးနဲ့နီးကပ်တယ်လို့ဘုဘဒေသနဲ့လည်းနေမချင်းဆက်ဆက်နေသောဒေသတစ်ခုဖြစ်ပါတယ်။ညရဲ့အမောင်ကြီးအောက်ဝဲမြင်းကိုစီစီးနေလာကြသောလူငယ်နှစ်ယောက်ပုံရိပ်ကလိုင်းအောင်ဖြတ်ဖြတ်အောက်မှာတော့ပြပြပြရွှေရှားလို့နေတယ်။ဒေသမှသာကြောက်တိုင်ကိုကြော်ဖြတ်လာပြီးတဲ့နောက်ဘုံနာတို့မြင်းများကိုအရှင်လျှော့လိုက်ကြတယ်။လမ်းမေးတနေရာမှာရှိတဲ့ကိုရဲကြီးမတုတ်ခိုင်တဲ့မကြီးမကြီးတပင်အောက်ရက်တန့်လိုက်ကြပါတယ်။ဒီညတော့ဒီမှာပဲနောက်ဆိုအာယုံတက်မှကြောက်စကားရွာကိုခိဆက်ကြတာပေါ့။နေမနာညမနာခီးနေလာကြရာကြောက်စကားဒေသတဲ့ဝင်ရောက်လာပြီးနောက်ခေတ္တအနားယူရဆုံးဖြတ်လိုက်ကြပါတယ်။သူတို့တို့ကအထွေထူးကိစ္စမရှိတော့လေမြင်းမှာအသက်ရှူတံမြမြန်ဆန်နေပြီးဦးကောင်းနဲ့နေရမြပင်အောက်ဆိုင်လာတော့အနားပေးရန်လိုအပ်ပါတယ်။မြင်းရဲ့နှစ်ဖူးတဲ့လက်တင်ထားရင်လိုင်းအောင်အောင်ရှိမော်ဝတောင်ဆွဲလေးကိုမြင်တဲ့ပုံလားအနှင်းငယ်ငင်းငယ်လိုသွားမိတယ်။ရှင်ကြီးကျမ်းပါပါသားလေဒီပြိုင်ပွဲပြီးဆုံးတဲ့အခါဘဝဝနာတောကိုတစ်ခေါက်ပြန်ကြည့်အောင်ပါပဲ။ညမောင်လူတွေမှာတော့တပင်းချတဲ့ခတ်တူတူထွက်ပေါ်လို့လာတယ်။ရှောင်းရင်မဲခွဲကိုများတန်းတနေရလား။ငေးရိုက်နေတဲ့ပုံနာကိုတရားလန့်ဆလိုက်ပါတယ်။တရားစကားကြောင့်ပုံနာပြုံရင်ခေါင်းခါပြကမဟုတ်ပါလေ။ဒါနဲ့ရောင်းရင်တရားကဘဲချင်းများခိဆက်ဖို့ကြံရထားတာလေ။ကြောက်ဖိကမှာထောက်ခါလာတော့တရားရဲ့ရည်ရွယ်ချက်ကိုအမှန်ပင်သိလို့တဖြစ်မေးကြည့်လိုက်ပါတယ်။ကျုပ်ရက်ခနဗန်းပညာကိုတက်ဆောင်သွားပါမယ်လို့အဘကိုကြိပေးခဲ့တယ်။ရှင်းဆက်စရာမရှိတော့တဲ့နေ့ရဲလိုက်မှာပါ။ပြောရင်တရားတန်ကတိုးဝင်လို့သွားတယ်။ပညာရေးတစ်ခုကိုအစုံနိုင်ခိဆက်တာကောင်းနေလားကြောင်းပဲ။ကျုပ်ယုံကြည်တယ်။ရောင်းရတဲ့တူရက်ခနဗန်းပညာကကြော်ကြားလာအောင်တော့မယ်။တရားခေါင်းခါရရင်အလန့်ဝေးပါသေးတယ်။ကျုပ်ကရောင်းရတို့နဲ့ရှင်အားနေနေသေးတယ်မလား။ဒါနဲ့ရောင်းရင်ဘာကိုရည်ရွယ်ထားလဲ။တရားအမေစကားကိုကြားတော့ဘုံနာတိတ်ဆိတ်လို့သွားတယ်။သူ့ရည်ရွယ်ချက်ကဘာလဲ။သူကိုယ်တိုင်ပင်စဉ်းစားရင်ဝေဝါးလို့နေတယ်။ငယ်စဉ်ကလေးကရှင်ကြီးကုသလက်အောက်မှာကြီးပြင်းလာခဲ့ရသည်မဟုတ်ပါလား။အားဒီနောက်ရှင်ကြီးကုသစီခိုင်းချက်ဖြင့်လက်ရရွာလေးကိုလိုက်ပါခဲ့ပြီးအမမထင်ပြဿနာအားသူရရှိခဲ့တယ်။ထိုမှတပံကြောက်တိုင်ရာလေးတွင်တော့တိုင်းပညာအဆင့်တက်ခဲ့ပြီးယခုရှင်ကြီးကုသအလိုရှိတဲ့စီးပွားဝင်ရှားပါအပင်ရရှိရန်ကြောက်စကားဒေသသို့ခိဆက်လာခဲ့ခြင်းဖြစ်ပါတယ်။သို့တော်ထိုအရာများမှာဘဝလမ်းကြောင်းသာဖြစ်ပြီးသူ့ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်တော့မဟုတ်သေးပါ။ငါရည်ရွယ်ချက်ကဘာလဲ။ဘုံနာတယောက်တည်းစဉ်းစားရင်အတွေ့နှက်သွားတယ်။လေးချက်အဝေးတွင်တော့မြေပြင်ပေါ်ရှိသူ့ရဲ့6လေးများမှာအနှင်းငယ်လွင်ကျဲလိုသွားတယ်။ထိုစဉ်တရားတစ်ပင်ကိုမှီနေရမှာစကနေထားကပုံနာလေးရောက်လို့လာတယ်။ရှောင်းရင်နားဆွင့်ကြီးတရားစကားကြောင့်ပုံနာနားဆွင့်လိုက်ပါတယ်။ထိုကအဝေးတနေရာမှာစီတီတန်တဲတဲကနားထဲဝင်ရလို့လာတယ်။စီတာမှာအစပိုင်းတွင်နေတော့တယ်တပြေးပြေးနဲ့မျက်စမ်းလို့လာတယ်။ဒီအချိန်ကြီးဘဲကများပါလေ။ညာကင်းဘက်စီတန်ထွက်လာတဲ့ပြေတနေရာတွင်ပွဲတစ်ခုကိုကျင်းပနေရန်တူပါတယ်။ဒီကြောင်သွားခဲ့ခက်ရန်တရားနဲ့နှစ်ယောက်သာအတန်ကြားစီသို့နားဆွင့်ရင်ရှောက်လာခဲ့လိုက်ကြပါတယ်။ခဏကြာဦးဟောင်းနေတဲ့ဇီဒီအိုလေးတစုကိုလွန်လာပြီးတဲ့နောက်မှာတော့စီတန်ကြားရတဲ့အရက်မှမီးအောင်လဲလဲထွက်နေသူကိုမြင်လိုက်ရပါတယ်။တကယ်ပွဲတစ်ခုကိုကျင်းပနေပုံပဲ။ရှင်းဆက်ရှောက်လာရင်မီးအောင်နာရောက်လာတဲ့အခါမှာတော့အတော်တန်ကျယ်ဝန်းတဲ့ဇရက်တစ်ခုတည်းလူများစုဝေနေကြသည်ကိုတွေ့လိုက်ရပါတယ်။ဇရက်မှာထိုင်းရမိုးကိုတစ်သားတိုင်လေးဖြင့်ကန်ဆောက်ထားကဇရက်ပတ်လည်မှာတော့မီးတိုင်3တိုင်စိုက်ထူလို့ထားတယ်။ပုံသားတို့လိုက်လာတဲ့အလင်းရောင်မှာမီးတိုင်များမှလာတဲ့အလင်းရောင်ဝင်ဖြစ်ပါတယ်။သူတို့နာရောက်လာတော့ဇရက်တွင်းရှိလူများမှာတမန်ကရှန်ကမြသာလှည့်ကြည့်ကြပြီးတစ်ဖက်သို့ပြန်လှည့်သွားကြတယ်။ထိုလူရဲ့ရှေ့ဆုံးမှာတော့တစ်သားစင်တစ်ခုရှိပြီးတစ်သားစင်အထက်တွင်နန်းရုံများပန်းရှည်ချမ်းစံတတိဝလံနန်းသားတိုင်များဖြင့်ထုံးညီပူဇော်လို့ထားပါတယ်။နန်းစင်အရှိမှာတော့အနီအောင်တောက်တောက်ချီအင်းကြီးဝတ်ဆင်ထားပြီးနှစ်ဖူးတန်းတွင်ပန်းမျိုးစုံအားနွေပြစ်ကျထားတဲ့ပန်းခွေကိုဖန်ဆင်းလျက်နန်းတစ်ဖက်ကချီမဲသားများကိုကင်ထားတဲ့မိမပြိုတို့မရရက်ကရှိနေပါတယ်။နန်းစင်တောက်တနေရာမှာတော့စီတီးနေတဲ့လူတစ်ယောက်ရှိပြီးစီသာမှာနှိမ့်လိုက်မြင်လိုက်ဖြစ်အဆက်မပြတ်မြေးလျက်သာရှိပါတယ်။မကြမီမိမပြိုကသူ့လက်ထဲမှာချီးစားများဝှရမ်းကခန္ဓာကိုယ်အားရင်းနေ၍ကခုန်နေပါတယ်။နဝင်းတဲ့အကမှာအစားကနေခွေးတော်လဲနောက်ပိုင်းတွင်စီတန်တိုင်းနိုင်ဆိုင်လို့လာတယ်။ဇရက်ပတ်လက်ရှိမိတိုင်များမှလည်းလေးတိုက်တိုင်းဘညာလှုပ်ရမ်းတွေကထိုင်နေတဲ့လူစည်းမှလည်းအတမထွက်ပဲငိမ့်သက်စွာငင်းမောနေကြပါတယ်။ပုံနှောင်းတဲ့တရားကလူအုံနောက်တွင်ရက်လျက်နတ်ပိနေတီကိုစိတ်ဝင်စားကြည့်ရှုလိုက်ပါတယ်။တောသခင်တောင်သခင်နတ်ရှင်တို့လေးစင်မိုးခင်မဆာပါအမားကိုပဲကအမှန်ကိုပြပါည
ညံမျက်စိဖွင့်စီပါနေရိုးတစ်ခွင်ပိုင်ဆိုးသောနမင်းကြီးကြွတော်မူပါဤပူဇော်မှုကိုလက်ခံတော်မူပါနတ်ဖင်ကာရနဲ့စားသားများရဇက်ရွတ်ဆုံနေနဝတဲ့ခန္ဓာကိုယ်မှာရင်းတို့တုံရင်တို့လာတယ်ထို့နောက်လေပြင်းတစ်ချက်ကဇက်ကိုဖျက်လိုက်သွားတယ်မိတဲ့တဲ့မှာလေပြင်းကြောင့်ရုတ်တရက်ငြိမ်သက်တည်သွားရာတိုင်ရီသူတချို့မှာကြောင်ရုံမှုကြောင့်မျက်နှာတွေထင်ရလို့လာတယ်အဲ့ဒီခါပုံနှားရဲ့ညာဘက်လက်မှာလည်းမတိမတာတုံခါလို့သွားတယ်ပြဿနာရဲ့တုတ်ပြန်မှုဖြစ်ပါတယ်ကဝေကောင်းဆောင်ကာလူရဲ့ဝိညာဉ်အကျဉ်းချံဖြစ်ရင်ဆိုင်ပြီးတဲ့နောက်ဒါကပြဿနာရဲ့ပထမဆုံးတုတ်ပြန်မှုဖြစ်ပါတယ်ဒါကဘာဖြစ်တာလဲတစ်ခုတော့ထူးတော့မယ်တွေ့ရဲ့ထို့ချိန်နဝိတဲ့မိမဖြူမှာကြီးစားဝေရမ်းလာရက်သွားပြီးရေပြင်ထက်မှထိုင်ချလိုက်ပါတယ်အဲ့ဒီနောက်သူရှိထိုင်နေတဲ့ရွာသားများကိုစိုက်ကြည့်လိုက်ပြီးအတန်အောအဖြစ်မကောင်းတဲ့အငွေ့အသက်ပြောင်းလဲသွားတဲ့အတန်ကြောင့်ရွာသားများမှာတုံ့လို့ကြကနောက်ကမတိမသာစော့လိုက်မိကြတယ်နဝိတဲ့ဟာဗဇက်ကပြောရင်အလုတ်ထဲမျက်စိဝေးကြည့်လိုက်တယ်နောက်ဆုံးသူ့ကြည့်များကပုံနှားစီတွင်ရက်ထလို့သွားတယ်ပုံနှားကိုစိုက်ကြည့်လိုက်ကလက်ညှိုးညွှန်လျက်မေးစကားခဏရက်ကပင့်သက်ရှက်လိုက်ပြီးကံကြမ္မာကရှားလက်တစ်ခုတည်းအဆုံးသက်ကလာနေပြီနဝင်းတဲ့စကားကြောင့်ပုံနှာမျက်မှောင်ကြော့လိုက်ကဘာအဆုံးသက်လဲနဝင်းတဲ့မှာအသက်ရှင်မြန်ဆန်လာပြီးမဝတ်တန်ဖြစ်သူရှိနေသေးတယ်သူစကားမဆုံးလိုက်ခင်မှာပဲခနာကုန်တွန့်နေတော့ကနေရာမှာပဲပုံရက်သာလဲကျသွားပါတော့တယ်နတ်ချောက်သွားပြီတကယ်မလေးကိုထူးကြအောင်အနီးရှိရွာသူရွာသားများကဝိုင်းဝန်း၍ထူးကြပြုစုပေးကြရာနဝင်းတဲ့မိန်းကလေးမှတတိပြန်လဲလာပါတယ်သို့တော့သူ့ရဲ့မျက်လုံးမှာကြည်လင်နေပြီးဘာမှမသိသည့်အလားပင်ဖြစ်ပါတယ်ပုံနာတခုမေးရင်ပြင်ပြီးမှမမေးတော့ပဲလှည့်ပြန်လာခဲ့ပါတယ်ထိုနဝင်းတဲ့စကားများမှာယုံကြည်ရမည်လားဥဒ္ဒါစကားလားမပြောတတ်တော့ပါသူစဉ်းစားနေကြပကုံးပေါ်လက်ဖက်ကျလို့လာတယ်စိတ်ပူနေသလားရောက်ရင်ဒါကဟာလောက်တာလည်းဖြစ်နိုင်တာပဲတရားကိုပြန်ကြည့်လိုက်ပြီးပုံနာတစ်ချက်ပြောလိုက်ကမမေ့နဲ့လေကျောက်ကပုံနာပါနဝင်းတဲ့စကားကမှန်သည်ဖြစ်စေမှားသည်ဖြစ်စေသူစိတ်ဝင်စားတော့ပါအနာဂတ်ကိုတွေ့ကထိန်းနေရပါမည်လို့ရင်းနေရနေစမ်းကျင်ဘန်းမှာရှိတဲ့ကျောက်စကားနဲ့ပုပ္ပဒေတာနေဆက်တနေရာအကြီးရွာလေးတရွာရှိပါတယ်ရွာလေးရဲ့အစွန်တွင်တစ်တာပြတ်သက်ဆောင်လေးရှိပြီးအဆောင်ထဲတွင်တော့အကြီးတစ်ပါးတမြင့်ခွေထိုင်လျက်ရှိနေတယ်သူ့နဘေးနားမှာလူတစ်ယောက်အသက်ကင်းမလျက်လဲကြတော့နေပါတယ်လဲကြနေသူမှာတမယိုးကြမဟုတ်ပဲတကုံလုံးသွေးများခန်းကြောက်ကဖြူရ၍ရှုံးထွားနေတယ်အလောင်းမဆက်ထဲမှာကင်းချင်များတောပင်းကိုစားတဲ့ပြေအစိတ်ရှိတော်များဝင်ထက်သွားလာနေကြတယ်အရေးကြီးကအလဲရောက်ဝင်းရုံဟာတစ်ချက်ခါရမ်းလိုက်ပြီးနောက်အလောင်းပေါ်တင်ထားတဲ့သူ့လာပြန်ရုံလိုက်ပါတယ်ထို့နောက်ရင်းလာထောင်ကကြည့်ရှုလိုက်ပါတယ်မူလကပုတ်သုံးနေကြတဲ့အမဲခွက်များထားနေတဲ့လက်မှာမျက်စိအောက်မှာပဲမဂရိအသားရည်တိုင်းပြန်လဲပြောင်းလဲလို့သွားပါတယ်လက်ရဲ့အရေးပြားအောက်မှာတော့မွန်ငယ်လေးများသွားနေသလိုသွေးကြောမြင်များကလှုပ်ရှားလို့နေတယ်တင်းရဲ့လက်ဆောင်အတွက်ကျေးဇူးပြန်ဆက်မယ်တို့စီရအခုငါရဲ့တိုင်းသခင်တစ်ပိုင်းအစ်စ်နဲ့ဒီလက်ကိုအတုံးချရင်တိုင်းသခင်အစ်စ်တွေတော့ရှင်မရဲ့ခတ်မှတေးကြတယ်ဒါကြီး38မျိုးငါဒီရက်တာကိုတားဆီးဖို့မလားကြည့်ချင်သေးတယ်သူရေရွံ့နေစဉ်အရှင်တပည့်တော်ရောက်ပါပြီအဆောင်ရှိမှအတိပေးတန်ထွက်လာတော့အကြီးကြီးကခေါင်းမောက်၍တစ်ချက်ကြည့်လိုက်ပါတယ်ဝင်ခဲ့ကြီးအကြီးကြီးရဲ့ခွင့်ပြုချက်ကိုရတော့အဆောင်တကားမှာအသာပွင့်လာပြီးအကြီးတစ်ပါးဝင်လို့လာတယ်တို့အကြီးမှာပုပ္ပဝနာတောမှာပုံနှားနေပြဿနာဖြစ်မှုတဲ့အကြီးအရှင်မာလာပဲဖြစ်ပါတယ်မာလာမှာအကြီးဆရာသခင်ပညာအက္ခကျင်းပပေးတဲ့အကြီးတိုင်းပြိုင်ပွဲတွင်အလင်းရရှိခဲ့သူဖြစ်ပါတယ်ထို့ကြောင့်ကျော်စကားတိုင်းသမီးတွေရှင်ပြိုင်ရန်အကြီးဒေတာနှင့်ပါလာခြင်းပင်ဖြစ်ပါတယ်အရှင်တပည့်တော်ပြိုင်ပွဲအတွက်အသင့်ဖြစ်နေပါပြီဖေ။မာလာတီယိုတီရှောက်တင်လိုက်ပါတယ်။ကောင်းလီစွာငါရှင်ပြိုင်ပွဲမှာဂိုင်းတော်ဂုံလူကိုစောင့်လိုက်ရင်အကြီးကြီးပွဲနဲ့တူဒါနနာကျင့်စဉ်ဒုတိယပိုင်းကိုလေးလာခွင့်ပေးဖို့ကိုတော်တကြီးထောက်ခံပေးမယ်။အကြီးကြီးဒေတာရဲ့စကားကြောင့်မာလာဝမ်းသာသွားတယ်။အကြီးကိုင်းတွင်အကြီးအရှင်အကြီးဆရာသခင်ဂိုင်းအောင်ဟူ၍အတန်းစားများတတ်မှတ်လို့ထားတယ်။ဂိုင်းတော်အတွက်အကျိုးဆောင်သူများသို့မဟုတ်မိမချက်ကိုတန်းဆောင်နိုင်သူများသာပုံမမြင့်မာတဲ့အစစ်တမ်းကိုရနိုင်လေတယ်။သို့တော့ထိုအစစ်တမ်းမြင့်နိုင်ရမှာတစ်စိမ့်မြင့်တဲ့ပုဂ္ဂိုလ်တူ၏ထောက်ခံမှုလိုအပ်လျာယခုအရေးကြီးရဲ့မိမချက်ကမာလာကိုဝမ်းသာသွားစေတယ်။တပည့်တော်မခွန်မကပ်ပဲကြိုးစားပါမယ်ဖေ။ကောင်းလီစွာငါရှင်ပြိုင်ပွဲမှာတစုံတရာကိုရအောင်တားဆီးဖို့မိမချင်းတယ်။မိတော်မူပါဖေ။အကြီးဒေသတာအမိတစ်ခုဟာတီးလို့ပြောလိုက်တော့မာလာနားလည်ဟန်ကောင်းချက်ဆက်ကသူ့ကိုတပည့်တော်အစွမ်းရှိသမျှတားဆီးပါမယ်။ကောင်းလီစွာကဲတွားလို့ရပြီ
မာလာအရေးကြီးကိုဦးချကနေရာမှာအသာထွက်လာခဲ့ပါတယ်အဆောင်မြေမက်ခလန်းလန်းလျှောက်တော့ခဏရက်လိုက်တယ်ပူဝဝနာဒေတာမှာတဏှာချင်းစဉ်ဒုတိယပိုင်းကိုငါးရင်အခွင့်အရေးလွဲချော်ပြီးပြီဒီချိန်တော့ဘာလွဲချော်မှုမှတက်ဖြစ်မခံနိုင်ဘူးပူဝဝနာတော်ရင်အရေးစရသခင်ပညာအက်ကပြဿနာရဲ့တေနီယာအစုံစမ်းနိုင်သူကိုတဏှာချင်းစဉ်ဒုတိယပိုင်းကျင်းညံခွင့်ပေးမယ်လို့ကြေညာခဲ့ဘူးတယ်ထိုချိန်ကရှင်မာလာမှာနေရာဆုံးရှောက်ပတ်သွားကစုံစမ်းခဲ့ရပြီးမြည်သည့်တရင်မှမရခဲ့ပါယခုမှနောက်ထပ်အခွင့်အရေးရောက်လာခဲ့ပြီရှင်မာလာရဲ့ညံဝန်းထဲမှာရှေ့ကနေမီးတော်တစ်ခုလောက်ရမ်းလို့သွားပါတယ်ကြောက်စကားရွာအေယာဝတီမြစ်ဝံဖြစ်နိကတ်တော်ရွာဖြစ်ပြီးလေယာစိုက်ခင်းများကဘေးပတ်ဝန်းကျင်တွင်လက်ညှိုးထိုးမလဲတရှိလိုနေတယ်နေမင်းရဲ့ရောင်ဝါလင်းအောက်မှာတော့ရွာလင်မကြီးတစ်လျှောက်လှဲပိတ်တန်လူတန်းများဖြင့်ရောထွေးဆူညံလို့နေတယ်လမ်းမေးတွင်မူတေသားတိုင်းခမ်းရွေ့စောက်ထားတဲ့ဈေးတန်းရှိပြီးဒေသထွက်အစားအစာများစံငရုတ်ပဲမျိုးစုံနဲ့အထည်လေးများကိုခင်းချင်းပြသလို့ထားပါတယ်တခြားနေမှာကုန်တယ်လှဲများလည်းတပွဲတစ်ပွဲဝင်ရောက်လာကတန်တယ်ပစ္စည်းများကြီးရစာများလက်မှုပစ္စည်းများဖြတ်ခင်းလို့ထားတယ်ဝဲရလုံရင်အတွက်ရဲမဲ့စစ်တီများကရွာစုံရှိနတ်ဘုစော်ကျောင်းအနီးတွင်အထိုင်ချကမကြာခဏကင်းလှည့်တက်ကြပါတယ်အတော်ကိုစီရတာပဲရောင်းရည်ဒီကမြင်းဆက်ကျိုးကိုလက်ကဆွဲလျက်ရွာလန်တိုင်လျှောက်လာရင်ပုံနာကိုလှမ်းပြောလိုက်ပါတယ်တကယ်ကိုရွာကြီးပြီးသားပေးတာပဲရောင်းရင်ဒိုးချင်ရှိရင်လဲကြည့်ပြောရင်ဦးသူရပေးလိုက်တဲ့စားတော်ဟာတရားကိုပေးလိုက်တယ်တရားလည်းမငြင်းမဲလက်ခံယူဟာကြီးတဲ့များခင်းချင်းပြလာတဲ့ဈေးရရေရက်ဟာပစ္စည်းများကိုလိုက်လံကြည့်ရှုတော့တယ်ပုံနာကတော့တိုင်းသမီးမိသင်းညာတွင်ကျင်းမမြေကိုမေးရန်အနာရှိဖြတ်သွားဖြတ်လာများတစ်ချက်အာယုံဆိုင်လိုက်တယ်သူကမေးရန်ပြင်လိုက်တော့မှပဲရောင်းရင်ပုံနာဟုတ်ပါရဲ့နော်သူနာမည်ကိုခေါ်လိုက်တာကြောင့်ပုံနာခေါင်းငယ်ကြည့်လိုက်ရာကင်းလဲနေတဲ့စစ်သူတစုကိုမြင်လိုက်ရတယ်သို့တော့သူထိုရဲမများမသိကြီးကင်းတဲ့ရဲမများကရဲမဘိုးတူဦးလို့ယူဆရသူကသူ့စီတန်းတန်းမမဲ့ရှောက်လာကရောင်းရင်ပုံနာမှာဟုတ်ပါလေသားရဲမဘက်ကိုမြင်တော့ပုံနာနှကမ်းမှာကွင်းညက်သွားတယ်တိတ်ဟုတ်တော့ပါရောင်းရင်ပလာမင်းထင်ရေထိုရဲမဘိုးမှာတခြားသူမဟုတ်လက်ရရွာတွင်သူရင်းနှီးခဲ့တဲ့တော့ဘဗလာမင်းထင်ပင်ဖြစ်ပါတော့တယ်ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့ဆရာမင်းခန့်သူရေးသားထားတဲ့တမိုင်းထဲကကာမာစီထွက်ခေါင်လို့အမည်ရတဲ့ဇလန်းကောင်းလေးရဲ့အပိုင်း6ကိုတင်ဆက်လို့ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဇာတ်ဆရာမင်းခန့်သူကိုလည်းအထူးပဲကျေးဇူးတင်ရှိရပါတယ်ခင်ဗျာအစမှအဆုံးတိုင်းလိုက်ပါနားဆင်ပေးခဲ့တဲ့ပေးသက်တယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိရပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းဆိုတဲ့နှစ်ဖြာသောဒုက္ခတွေနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ